2025နွေရာသီမှာခွေးလေးတွေကြောင်လေးတွေမှာဘာယောဂါတွေတွေ့ရမှာလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်လက်ရှိမှာရောဘာယောဂါတွေတွေ့နေရပြီလဲဆိုတာကိုလည်းကျွန်တော်အနေနဲ့ဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်ကျွန်တော်တို့ຫນွေဦးစရောက်လာပြီဆိုတာနဲ့ခွေးလေးတွေကြောင်လေးတွေပထမဆုံးကြုံတွေ့ရတဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်အစာမစားတဲ့ပြဿနာကိုကျွန်တော်တို့ဒီအနေနဲ့စတင်ပြီးမှကြုံတွေ့လာရပြီတချို့တွေကကြတော့တနက်စားတယ်တနက်မစားတာမျိုးတွေကျွန်တော်တို့ကြုံရတယ်တချို့တွေကြတော့လုံးဝကိုအစာစားရော့သွားတာမျိုးတွေပို့ပြီးမှတွေ့ရတယ်လို့ဒီရာသီပိုင်းမှာဆိုလို့ရှိရင်ရေပိုတောက်တာမျိုးတွေကိုအခုလက်ရှိမှာတွေ့လာရပြီပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်နွေရာသီရောက်လာပြီဆိုတာနဲ့သူတို့ရဲ့ဇီဝကာမဖြစ်စဉ်တွေကအပြောင်းလဲတွေဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့အစာကျွေးတဲ့အချိန်တွေကိုဒါအပြောင်းလဲလုပ်မှရမှာပေါ့နော်။အစာကျွေးတဲ့အချိန်တွေကိုဒါကျွန်တော်တို့ကအပြောင်းလဲမလုပ်ဘူးဆိုလို့ရှိရင်ဒါအစာစားတဲ့အပိုင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တိတိကျကျရောနေတာလည်းဖြစ်လာနိုင်တယ်လို့လုံးဝမစားတာမျိုးကိုလည်းဒါဖြစ်လာတာမျိုးတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်အဲအတွက်ကြောင့်မလို့ကိုယ်အနေနဲ့အစာကျွေးရဲ့အပိုင်းနဲ့ပတ်သက်ပြီးမှအရင်တော့ကကိုကနောက်ကျမှကျွေးတယ်ဆိုလို့ရှိရင်မနက်ခင်းအစောပိုင်းရွေးကျွေးတာမျိုးညနေခင်းအကျနေကြတဲ့အချိန်မှာကျွန်တော်တို့အစာကိုကျွေးတာမျိုးကျွန်တော်တို့ချိန်ပြောင်းနေပြုလုပ်တဲ့နယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ຫນွေဦးရာသီစရောက်လာပြီဆိုတာနဲ့အရင်ဆုံးတွေ့ရတာကခွေးလေးတွေကြောင်လေးတွေမှာကျွန်တော်တို့အမွှေးကျွတ်တဲ့ပြဿနာတွေကိုဒါပို့ပြီးမှတွေ့လာရပြီပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်စောင်းရာသီမှာတော့ကပေါက်ထားခဲ့တဲ့ထူထဲလာတဲ့အမွှေးမြင်နေရဆိုလို့ရှိရင်နွေရာသီမှာအရန်ပူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမွှေးတွေချတဲ့အတွက်ကြောင့်မလို့အမွှေးကျွတ်တာမျိုးကိုကျွန်တော်တို့ဒါအများကြီးတွေ့လာရတာတွေရှိလာပြီပေါ့เนาะတချို့ကောင်လေးတွေမှာဆိုလို့ရှိရင်စောင်းရာသီတုန်းကအမွှေးတွေထူထူထဲထဲပေါက်ခဲ့တယ်ရေချိုးပေးတာမျိုးစပါးသွားတာမျိုးတွေမပြုလုပ်ခဲ့မိဘူးဆိုလို့ရှိရင်အမွှေးထုံးတဲ့ပြဿနာမျိုးတွေဖြစ်တယ်အမွှေးထုံးတွေကိုရှင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်အရေပြားမှာကျွန်တော်တို့ဒီအမွှေးထုံးတွေကနေပြီးမှဖယ်လိုက်တဲ့အမွှေးထုံးတွေရာဒီမှာအသားနီနေတာမျိုးတွေကျွန်တော်တို့တွေ့နေရတယ်ပြီးတော့လို့ရှိရင်ရားရံတာမျိုးတွေကျွန်တော်တို့တွေအနေနဲ့တွေ့နေရတာတွေရှိလာပြီပေါ့เนาะပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခွေးလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့သွေးဝမ်းဖြစ်တဲ့ပြဿနာမျိုးတွေကြောက်ယောဂါဖြစ်တဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့ဒါပို့ပြီးမှတွေ့လာရတာတွေရှိလာပြီပေါ့เนาะပြီးရင်နောက်တစ်ခုကကြောင်လေးတွေမှာဆိုလို့ရှိရင်ကြတော့ဝမ်းပြက်ဝမ်းလျှောဖြစ်တာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့တွေ့လာရတာတွေရှိတယ်လို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့အန်နာမျိုးတွေကိုလည်းကျွန်တော်တို့ဒီအနေနဲ့ဒီရက်ပိုင်းတွေထဲမှာကျွန်တော်တို့တွေ့လာရတာတွေရှိလာပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ဒီຫນွေရာသီမှာဆိုလို့ရှိရင်နောက်ထပ်ဂေယူဆိုင်ရမယ့်အရာကဘာလဲဆိုရင်အပူမရှက်ဖို့ကျွန်တော်တို့ heat stroke မဖြစ်ဖို့ကိုကျွန်တော်တို့ဒီအနေနဲ့ဂေယူဆိုင်ရမယ့်အရာတွေအများကြီးရှိတယ်ဘယ်လိုမျိုးတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနေနဲ့အစာကျွေးချိန်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့အချိန်အပြောင်းလုပ်ဖို့လိုသလိုနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်အရန်ပူလွန်းတဲ့အချိန်မှာသူတို့တွေနဲ့စော်ကစားပေးတာမျိုးတွေကျွန်တော်တို့ရှောင်ကျဉ်ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအရန်ပူလွန်းတဲ့အချိန်မှာသူတို့တွေကိုအပြင်ခေါ်ထုတ်တာမျိုးတွေကျွန်တော်တို့ရှောင်ကျဉ်ဖို့လိုတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီခွေးလေးတွေကြောင်လေးတွေကိုအပြင်ခေါ်သွားတဲ့အခါမှာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေကိုခေါ်သွားလို့မရတဲ့နေရာဆိုလို့ရှိရင်ကားထဲမှာထားခဲ့တာမျိုးတွေကျွန်တော်တို့တွေအနေနဲ့ပြုလုပ်တာမျိုးတွေကိုလုံးဝရှောင်ကျဉ်တဲ့အထဲမှာပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်နွေရာသီရောက်လာပြီဆိုတာနဲ့တမ်းမွားလေးဒီဝဲပိုးပြဿနာတွေကလည်းကျွန်တော်တို့မဖြစ်မနေကြုံလာရလိမ့်မယ်အဲ့လိုကြုံလာတာနဲ့အမျှပေါ့နော်သူတို့တွေအနေနဲ့ဒီရာနာဖြစ်လာတာမျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့ဒါတွေ့ရတာမျိုးတွေရှိလိမ့်မယ်တချို့ဒေသတွေဆိုလို့ရှိရင်ချင်ပေါ်တဲ့ဒေသတွေရှိတယ်အဲ့လိုချင်ပေါ်တဲ့ဒေသတွေမှာဆိုလို့ရှိရင်ဘယ်လိုပြဿနာတွေရှိလဲဆိုရင်အဓိကကျွန်တော်တို့ဒီနှလုံးတန်နဲ့ပတ်သက်ပြီးမှကျွန်တော်တို့နှလုံးတန်ကိုစနစ်တကျပေါ့နော်အသက်6လအထက်ဆိုလို့ရှိရင်စစ်ဆေးပြီးတော့မှကျွန်တော်တို့တိုက်ကြွေးပေးတာမျိုးတွေကျွန်တော်တို့ဒီနှလုံးတန်ချဆေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ပြုလုပ်တာမျိုးပေါ့နော်ဒီတန်ချပေးတာမျိုးကျွန်တော်တို့စနစ်တကျပြုလုပ်ဖို့လိုတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်နွေရာသီဟာဆိုလို့ရှိရင်အရန်ကိုရာသီဥတုက6တွေ့တယ်6တွေ့တဲ့အတွက်ကြောင့်မလို့ဖုံမုံတဲမုံတွေဟာလည်းအလွန်ကိုများပြားတာဖြစ်တယ်ပေါ့နော်အဲ့လိုဖုံမုံတဲမုံတွေဒီထဲကနေပါလာတဲ့ပေါ့နော်တခြားသော chemical မုံမွားတွေဟာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေကိုအလွယ်တကူ allergic ဖြစ်စေနိုင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ဒီအပြင်ထွက်တဲ့အခါမှာဆိုလို့ရှိရင်လည်းသူတို့တွေကိုအထူးဂရုစိုက်တာမျိုးတွေကျွန်တော်တို့ပို့လုပ်ရလိမ့်မယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအစာရည်နဲ့ဦးလန်းချောင်းနဲ့ပတ်သက်ပြီးမှအစာအချိန်ပြောင်းတွေကျွန်တော်တို့တွေအနေနဲ့ရုပ်တရက်လောက်တာမျိုးတွေမပြုလုပ်မိဖို့လိုတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အစာအချိန်ပြောင်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်း
ဒီချက်ချင်းကြီးပေါ့နော်ဒီအစာအသစ်တစ်ခုကိုချက်ချင်းချင်းပြောင်းတာမျိုးတွေမလုပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်နွေရာသီမှာသာကျွန်တော်တို့ကဒီ one ပြက် one shot ဖြစ်မယ်အန်နာတွေဖြစ်မယ်ဆိုလို့ရှိရင်ရေဓာတ်ဆုံးရှုံးမှုများလို့ရှိရင်ရုပ်တရက်တေဆုံးတာမျိုးတွေကျွန်တော်တို့ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နွေရာသီမှာကျွန်တော်တို့ဒီ one ပြက် one shot မဖြစ်ဖို့အတွက်ကိုပို့ပြီးမှဂရုစိုက်ရမယ်။ဒီဦးလန်းချောင်းနဲ့ပတ်သက်ပြီးမှဒီအစာချင်းပြောင်းလုပ်တာမျိုးတွေသူတို့တွေအတွက်မတည့်တဲ့အစားအသောက်တွေကျွေးမိတာမျိုးတွေကျွန်တော်တို့အထူးကိုရှောင်ကျဉ်ဖို့အတွက်ကိုလိုအပ်တယ်ပြီးတော့လို့ရှိရင်နေအရန်ပူတဲ့အချိန်မျိုးတွေမှာတို့တွေအတွက်ကိုကျွန်တော်တို့အပြင်ခေါ်ထုတ်တာမျိုးတွေလုံးဝရှောင်ကျဉ်ဖို့လိုတယ်ပြီးတော့ရင်အမွေးမြင်တိုတဲ့အကောင်မျိုးတွေဆိုလို့ရှိရင်နေလောင်တာမျိုးတွေကိုခံစားရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့အထူးဂရုစိုက်ဖို့တော့ကျွန်တော်တို့လိုအပ်လိမ့်မယ်ပေါ့နော်ပြီးတော့ရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နွေရာသီမှာကျွန်တော်တို့ပေါ့နော်ဒီအရန်ကိုပူတဲ့အတွက်ကြောင့်မလို့တချို့လူတွေကကြတော့ဒါအဲကွန်နဲ့ထားတာမျိုးတွေရှိတယ်အဲကွန်နဲ့ထားတဲ့အခါမှာဆိုလို့ရှိရင်စိုးထိုင်းစားကပေါ့နော်ကျွန်တော်တို့ပုံမှန်ထက်ကိုမြင့်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်ပြင်ပအပူချိန်ကအရန်ပူပြီးတော့မှစိုးထိုင်းစားမြင့်တဲ့အခါမှာကျွန်တော်တို့မိုးပေါက်လာတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီမိုးယောဂါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့ဒါအထူးဂရုစိုက်ဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ခွေးလေးတွေမှမဟုတ်ဘူးကြောင်လေးတွေမှလည်းကျွန်တော်တို့ဒီအနေနဲ့အထူးဂရုစိုက်ဖို့ဒါလိုအပ်တဲ့အထဲမှာပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အရေပြားပြဿနာတွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီအနေနဲ့ကြုံရတာကဘာလဲဆိုရင်နွေရာသီမှာဆိုလို့ရှိရင်အရန်ပူတဲ့အတွက်ကြောင့်မလို့ရေခဏချိုးပေးတဲ့အခါတိုင်းမှာလည်းကျွန်တော်တို့ဒါဒီ dryer နဲ့မှုတ်တဲ့အခါမှာဆိုလို့ရှိရင်တချို့လူတွေက6အောင်မမှုတ်ဘဲနဲ့နေအောင်ထဲမှာပဲထားတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအခါမျိုးတွေမှာကျွန်တော်တို့စူထိုင်းစာကြံခဲ့တယ်ဆိုလို့ရှိရင်အလွယ်တကူမိုးပေါက်လာပြီးမှအရေပြားပြဿနာတွေကျွန်တော်တို့အများကြီးကြုံတွေ့လာရနိုင်တာတွေရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ကျွန်တော်တို့မွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေကိုဒီတစ်နှစ်ပေါ့နော်ဒါ2025နွေရာသီမှာလည်းအထူးဂရုစိုက်ဖို့အတွက်ကျွန်တော်အနေနဲ့ဒါအကြံပေးလို့ရပါတော့